ဟုတ်ကဲ့မင်္ဂလာပါဆရာကတော့ပြည်내ရေဒီယာအိမ်အောင်ရေးလူမှုရေးစီးပွားရေးများကိုစစ်စစ်တွက်ချက်ပေးနေတော့ပြည်ဆရာကွန်ပျူတာဖြစ်ပါတယ်အိမ်အောင်ရေးစီမံပြည်သူများလောက်ကန်စီမံပြည်သူများလည်းဆက်သွယ်မြင်မြန်လို့လည်းရပါတယ်ဒီနေ့ဟောပြောပြသပေးမယ်ကတော့မိမိအလုပ်ထဲမှာကိုနှောက်ယှက်တာတို့တိုက်ခိုက်တာတို့ဝေဖန်တိုက်ခိုက်တာတို့စီမံပြည်တဲ့လူတွေများအတွက်ဖြစ်ပါတယ်နောက်ပြီးတော့ကိုလိုနေမုံတီးတာကိုရှိတယ်ဆိုရင်တစ်မျိုးဝယ်ရမှာဆိုရင်တစ်မျိုးအမြဲတမ်းအတင်းပြောခံခြင်းမကောင်းကြောင်ပြောခံခြင်းအဲ့လိုဆိုရင်ကိုမှစိတ်တော့ကလေးရောက်ပါတယ်ဒါမျိုးတွေလည်းကြုံမှုကြပါလိမ့်မယ်အဲ့ဒါမျိုးဆိုရင်လိုရတဲ့ရေတရားလေးတစ်ခုကိုဆရာကတင်ပြပေးပါမယ်ခင်ဗျာရေတရားလေးကလည်းရိုးရှင်းပါတယ်လောက်ပါတာလည်းလွယ်ကူသလိုငွေကုန်ကြည့်လည်းမတမ်းမှတက်တာပါတယ်ငွေကုန်ကြည့်တက်တာသလိုလည်းရေတရားပိုင်းမှာတော့စွမ်းကလည်းအမခေါအောင်ပဲစွမ်းထပ်ပါတယ်ခင်ဗျာလောက်ကမဲ့ပုံစံလေးကိုဥပမာပြောပြပါမယ်ဈေးတွေကနေပြီးတော့မှန်အောင်လေးတစ်ချက်ကိုဝယ်လိုက်ပါမှန်အသေးကလေးတော့ဖြစ်ရပါပေါ့ဗျာမှန်အောင်လေးကိုဝယ်လိုက်ပါဝယ်ပြီးပြီဆိုတာနဲ့မိမိကိုမနာလိုမုံတီးအပြစ်တင်အပုတ်ချဝေဖန်တိုက်ခိုက်နေတဲ့သူတွေကိုကိုယ်စိတ်ထဲကနေအာယုံပြုပြီးတော့အမှန်လေးရဲ့မျက်နှာပြင်ပေါ်မှာ shopping လေးတစ်ချောင်းနဲ့ပေါ့ဗျာအမှန်ချစ်ကလေးချစ်လိုက်ပါချစ်ပြီးတယ်ဆိုတာနဲ့မိမိရဲ့နေဆက်ရစပွဲပေါ်မှန်တင်ကုန်းပေါ်တစ်ခုပေါ်မှာပေါ့ဗျာစပွဲပေါ်မှာတစ်ခုပေါ်မှာတင်ပြီးတော့ထားလိုက်ပါတည့်ရဲ့တော့မဟုတ်တစ်ပတ်တော်သွင်းမှာတီတီတတ်တာနဲ့အောင်မြင်ပြီးတော့ထူးထူးခြားခြားလေးဖြစ်လာပါလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ရဲ့မိတ်ဆွေများဒီကြတရားလေးကိုလိုက်လုပ်ခြင်းအပြင်အစဉ်ပြေကြပါစီဆိုတဲ့ရည်ရွယ်ချက်လေးနဲ့ဆရာကတင်ပြပေးပါတယ်ခုနသားသမီးများအားလုံးပဲကျမ်းမာချမ်းသာလို့လူအင်ဆန္ဒတွေပြေဝကြပါစီလို့ဆရာကဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ကြည့်ရှုသူအပေါင်းလည်းကျမ်းမာချမ်းသာကြပါစီ